ကျွေလွင်ခြင်းအခရာများနဲ့အမေဖြစ်စေခြင်းနဲ့အိမ်မက်မိုးလေမှာရွက်ဝါရီမကြွေဘူးမေမနေ့ကအထိနာမည်ခေါ်လို့ရသေးတဲ့လူတွေဒီနေ့အုတ်ကူဘောကစာရန်တွေဖြစ်သွားတယ်ရေမောတန်တွေရှိခဲ့တဲ့အိမ်တွေမှာအခုတိတ်ဆိတ်မှုတွေကြာရောက်ကုန်ပြီအမေနာမကျန်းတဲ့မိခင်ကိုကျူးစုဖို့ပြန်လာခဲ့တဲ့သမီးတစ်ယောက်ဟာနောက်ဆုံးတော့နာကျင်နေတဲ့နိုင်ငံတနိုင်ငံရဲ့ညှော်လင်းချက်ကိုပခုံးထက်ထမ်းတင်ခဲ့ရတယ်။ဂျယ်ရီကိုမပေးနိုင်ရင်တော့ကြောက်ရွံ့မှုကင်းတဲ့ကောင်းကင်တစားကိုတော့ပေးခြင်းခဲ့မှာပေါ့။ဂန်နီကလက်သီးမဆုပ်ပဲရှောက်ခဲ့မာတင်လူသာကင်းကအိမ်မက်တစ်ခုကိုကင်ပြီးရှောက်ခဲ့အမေလက်ထက်မှာတော့ကြောက်ရွံ့ခြင်းကိုမလဲလှယ်တဲ့ယုံကြည်တတ်တစ်ခုရှိခဲ့တယ်တကားတွေပိတ်ထားရင်စကားနဲ့ဖွင့်မယ်အမုန်းတရားတွေတက်လာရင်မေတ္တာနဲ့ကြော်မယ်ဒဏ်ရာတွေနဲ့နေရင်ဂလဲစားနဲ့မဟုတ်ပဲတင့်မြတ်ခြင်းနဲ့ကုမယ်ဆိုတဲ့ယုံကြည်ချက်တစ်ခုဒါပေမဲ့အမေအခုမြစ်တွေဟာရေမစီးတော့ဘူးနာကြီးမှုတွေစီးတယ်လမ်းတွေဟာလူမလျှောက်တော့ဘူးငိုကြွေးတမ်းတွေလျှောက်တယ်ညတွေမှာအိမ်မက်မမက်တော့ဘူးသတင်းစိုးတွေမက်တယ်အမေဒီဘက်ကသေတဲ့သားလဲအမေတယောက်ရဲ့သားပဲဟိုဘက်ကသေတဲ့သားလဲအမေတယောက်ရဲ့သားပဲမြေကြီးကအလံရောင်မခွဲတတ်ဘူးသွေးရောင်ပဲသိတဲ့အမေအိမ်မက်ထဲမှာဒီလိုဘုံတင်းချင်းတွေပွင့်ခဲ့ရဲ့လားဒီလိုကလေးသားတွေတီးခဲ့ရဲ့လားဒီလိုအယိုးတွေပေါ်အနာဂတ်တည်ဆောက်ဖို့စိတ်ကူးခဲ့ရဲ့လားအဝေးနိုင်ငံတစ်ခုရဲ့မီးရောင်မိန်မိန်အောက်မှာလွမ်းစိတ်ကိုခောက်သိမ်းထားတဲ့စီဒီယန်ဆီယာမတယောက်ရှိတယ်ညနေနဲ့မှာကိုယ်နာမည်ကိုတိုးလေးခေါ်ကြည့်ရင်မျက်ရည်ကျနေတဲ့လူငယ်တယောက်ရှိတယ်တချို့ကစင်ကာပူရဲ့အဆောက်အဦမြင့်တွေကြားမှာတချို့ကမလေးရှားရဲ့စက်ရုံမီးရောင်တွေအောက်မှာတချို့ကထိုင်းနိုင်ငံရဲ့လမ်းမတွေပေါ်မှာကိုအိမ်ပြန်ရမယ့်နေ့ကိုပြက်ကလေးပေါ်မှာလိုက်ရှာနေကြတဲ့အမေသူတို့အားလုံးဟာအိမ်မက်တစ်ခုမှာလမ်းပြောက်သွားတဲ့အမေရဲ့သားသမီးတွေပါပဲအမေနှစ်ပေါင်းများစွာတောက်ခတ်ခံခဲ့ရတဲ့တကားတစ်ချက်ပွင့်လာတဲ့နေ့မှာအမေလက်ထဲမြစ်တာတရားနဲ့တော်တစ်ချောင်းပဲပါလာတယ်ဓာတ်တလက်ပါမလာခဲ့ဘူးအမေရှာခဲ့တာကအနိုင်ရခြင်းမဟုတ်ဘူးတစ်ဖက်နဲ့တစ်ဖက်ပြန်တွေ့နိုင်မဲ့တရားတစ်စင်ဒီနေ့အမေမွေးနေတဲ့ပန်းတပွင့်မပို့နိုင်ဘူးဆူတောင်းတစ်ခုတော့ပို့ချင်တယ်ကျွေးလင်းသွားတဲ့အခရာတွေကိုပြန်မကောက်နိုင်ရင်တော့နောက်ထပ်မကျွေးသေးချင်တော့ဘူးအမေကွဲသွားတဲ့အိမ်မက်တွေကိုပြန်မဆက်နိုင်ရင်တော့နောက်ထပ်မခွဲစေချင်တော့ဘူးအမေပြီးတော့အမေအိမ်မက်ဟာအနိုင်ရလို့ချင်းမဟုတ်ခဲ့ဘူးထင်တယ်တယောက်နဲ့တယောက်ကြောက်ရွံ့နေဖို့မဟုတ်ပဲတယောက်နဲ့တယောက်လူသားလိုရပ်တည်နိုင်မှုမုန်းတီးခြင်းတွေရဲ့အဆုံးမှာနောက်ထပ်မုန်းတီးခြင်းတွေမပေါက်ဖွားဖို့သွေးကြွေးတွေရဲ့အဆုံးမှာ
နောက်ထပ်သွေးကြွေးတွေမကြံရစ်ဖို့အဲ့ဒီလောက်သာဖြစ်ခဲ့မယ်ထင်တယ်ဒီနေ့အမေမွေးနေ့မှာအမေကိုလွမ်းတာထက်အမေယုံကြည်ခဲ့တဲ့နိုင်ငံတစ်နိုင်ငံကိုပိုလွမ်းနေမိတယ်အမေအမုန်းတရားထက်မြစ်တာကပိုကြီးတဲ့နိုင်ငံသွေးကြွေးထက်အမှန်တရားကပိုမြင့်တဲ့နိုင်ငံကြောက်ရွံ့ခြင်းထက်ဂုဏ်သိက္ခာကပိုလင်းတဲ့နိုင်ငံအဲ့ဒီနိုင်ငံဟာအမေရဲ့အိမ်မက်ဆိုရင်ကျွေလွင်သွားတဲ့အခရာတွေကြားမှာအမေအိမ်မက်ရဲ့နောက်ဆုံးစာမျက်နှာကိုကျွန်တော်တို့ရှာတွေ့နိုင်ပါမလားအမေရဲ့အတွေးမြင်စိုက်ပျိုးသူကိုမင်းမင်းအခရာပန်းပန်သူဖြိုးရောင်ပညာရေးဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်